walk in progress ကိုဒီ face up ကိုစရင်ရွှေ့မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးအကောင့်ကြီးပေါ့နော်အကောင့်ကြီးတွေကနေဒီမှာဥမာကျွန်တော်တို့ကဒီ cash ပေါ့ cash မှာ transaction အရင်ရလည်းမ new ခေါ်လိုက်မယ်ခေါ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ building ပေါ့ဒီစောက်တယ်ပေါ့နော်ဒီစောက်တယ်သူကဘယ်လောက်လဲသူ့အတွက်ကုန်ကြစရိတ်ပေါ့ minus 3,200ပဲထားပါminus 3,200ကျွန်တော်တို့ save လိုက်မယ်အဲ့ဒါ close အဲ့မှာဒီ set account ကကြာကျွန်တော်ဗာနဲ့ချိတ်ပေးရမယ်ဆိုလို့ရှိရင်ဒီ work in progress account နဲ့ချိတ်ပေးရမယ်။ work in progress account နဲ့ချိတ်ပေးရမယ်။အဲဆိုဒါရရပါတော့။ရပြီးတော့ကျွန်တော်ဒီ work in progress အကုန်ပြီးသွားပြီအကုန်စောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က work in progress ကနေပြီး fixed asset ကိုရွှေ့မယ်ပေါ့နော် fixed asset ကိုရွှေ့မယ်ဆိုလို့ရှိရင်ဒီအကောင့်ကြီးတွေကဂျာနယ် entry အဲ့မှာကျွန်တော် new ခေါ်လိုက်မယ်ခေါ်လိုက်ပြီးလို့ရှိရင် reference ကကြတော့work in progress to accept ပေါ့မှာပြီးလို့ရှိရင် add line ခေါ်လိုက်မယ် add line ခေါ်လိုက်ပြီးလို့ရှိရင် work in progress ပေါ့အဲ့မှာ work in progress ကနေမှကျွန်တော် credit နဲ့ထွက်ပေးမယ် credit နဲ့အမားတို့မှာရှယ်လုံးမစုစုပေါင်းပေါ့စုစုပေါင်းအမောက်ကိုကျွန်တော်ထည့်မယ်ခုနကကျွန်တော်ထည့်လိုက်တယ်3,200ပေါ့ဟောထည့်လိုက်မယ်3,200ထည့်လိုက်မယ်ပြီးတော့ add line ခေါ်လိုက်မယ်ခေါ်ပြီးတော့ဒီမှာကျတော့ fixed asset နဲ့ချိတ်ပေးလိုက်မယ်ပေါ့ fixed asset မှာ debit 3,200ပေါ့ပြီးလို့ရှိရင် save လိုက်ပြီးလို့ရှိရင် save လိုက်မယ်ပြီးလို့ရှိရင် post ဒါကကျွန်တော်တို့ဒီ work in progress ကနေပြီး fixed asset ကိုရွှေ့ပြီးသွားတယ် fixed asset ကိုရွှေ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ fixed asset register လုပ်မယ်ဆိုတော့အကောင့်ကြီးထဲကနေပြီးတော့ asset အဲ့မှာကျွန်တော် new ခေါ်လိုက်မယ် new ခေါ်ပြီးလို့ရှိရင်ရှင်းနေပေါ့ new ခေါ်မယ်အဲ့မှာကျွန်တော်တို့ fixed asset ပေါ့yes အဲ့မှာပြီးတော့ကျွန်တော်ဒီ B တွေကိုဝင်လိုက်မယ် B ကိုဝင်ပြီးတော့ဒီ add line ကိုခေါ်လိုက်မယ်အဲ့မှာခုနကျွန်တော်တို့ဒီ journal တစ်စောင်ပေါ့နော် work in progress ကနေပြီး fixed asset ကိုရွှေ့ထားတဲ့ journal ပေါ့ဒီ3,200ဆိုတဲ့ journal ကိုကျွန်တော်တို့ခေါ်ပြီးတော့သုံးလိုက်အဲ့ဆိုလို့ရှိရင်ဒီ asset မှာသွားကြည့်လိုက်လို့ရှိရင်သူ auto ဝင်သွားလိမ့်မယ်အဲ့မှာ access model ပေါ့နော်ဘာသုံးမလဲဆိုတော့ fixed asset model ကိုသုံးမယ် fixed asset model ကိုသုံးမယ်ဒီမှာသူ10နှစ်ပေါ့နော်တက်တန်းချထားတာရှိမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကအဲ့ဒါဟိုမှာဒီမှာ save လိုက်မယ် save ပြီးလို့ရှိရင် compute differentiation လုပ်မယ်ပြီးရင်ဒီမှာ differentiation ပေါ့နော်နာဒါကိုစစ်ကြည့်မယ်ပေါ့နော်ဒီလာမှန်မှန်ပေါ့differentiation ချမယ်မောင်းနေမှန်မှန်စစ်ပြီးလို့ရှိရင်ကျွန်တော်က confirm နှိပ်လိုက်မှန်လို့ရှိရင် confirm နှိပ်လိုက်မယ် confirm နှိပ်ပြီးလို့ရှိရင်တော့ဒါကျွန်တော် differentiation ချတဲ့အပိုင်းပြီးသွားပြီပေါ့